တခါတုန်းကအလွန်အေးချမ်းတာယာလာတဲ့တိုင်းပြည်တစ်ခုရဲ့ဘရင်တစ်ပါးမှာသူယုံကြည်အားကိုးရတဲ့ဝင်ကြီးသုံးဦးရှိခဲ့ပါတယ်။အဲ့ဒီဝင်ကြီးတွေကနှစ်ဦးဟာလိန်လေကောက်ချစ်ပြီးမယိုးသားပဲအလောက်မှလည်းပြင်းရီတာကိုဘရင်ကတတိထားမိပါတယ်။ဒါပေမဲ့သုံးဦးတွေကမယိုးသားတဲ့ဝင်ကြီးကဘသူလဲဆိုတာကိုဘရင်ကြီးကဝေခွဲမရဖြစ်နေခဲ့ပါတယ်။ဒါကြောင့်သူဟာအမှန်တရားကိုဖော်ထုတ်ဖို့အတွက်အကျင့်တစ်ခုထွက်ခဲ့ပါတော့တယ်။တနေ့မှသူဟာဝန်ကြီးတွေကိုဘာမှမပြောဘဲသူတို့တဦးစီကိုအိတ်တလုံးစီပေးခဲ့သည်တင်တို့အားလုံးကိုမတူညီတဲ့တစ်တော်တွေစီခေါ်ဆောင်သွားမယ်တင်တို့ရဲ့တာဝန်ကတစ်တော်ထဲမှာရှာဖွေတွေ့ရှိတဲ့အကောင်းဆုံးသစ်သူတွေကိုရှာဖွေပြီးထိုအိတ်ထဲကိုအပြည့်ထည့်ဖို့ထပ်တယ်တာဝန်ကိုပြီးမြောက်ဖို့အတွက်တင်တို့မှာအချိန်တရက်တာရရှိမယ်လို့ပြောလိုက်ပါတယ်ပထမဝန်ကြီးကရိုးသားပြီးအလုတ်ကျူလာသူဖြစ်ပါတယ်။သူဟာတစ်တော်သေးကိုရောက်တာနဲ့အသီးတွေကိုနေရာအနှံ့ရှာဖွေကလက်ဆက်ပြီးအရေသွေးကောင်းတဲ့တစ်သီးမျိုးစုံကိုသူ့ရဲ့အိတ်ထဲကိုဖြည့်ခဲ့ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်မှုအားထုတ်မှုများစွာလူအပ်ခဲ့ပြီးမြင်သူဟာအနားမယူခဲ့ပဲအစွမ်းကုန်ကြိုးစားလှုပ်ဆောင်ခဲ့ပါတယ်။ဒုတိယဝန်ကြီးကတော့ညံကောင်းပြီးအလုံးမချိုးစားရဲ့သူဖြစ်တယ်။သူကဘညက်မှာငါစုဆောင်လိုက်တဲ့တစ်တီတွေကောင်းမကောင်းကိုစစ်ဆေးဖို့အချိန်မရှိဘူး။ဒါဆိုငါဘာလို့ဒီလောက်စ조사ရမှာလဲလို့သူ့ကိုယ်သူတွေးခဲ့ပြီးသူဟာတစ်တီတွေရဲ့အရေးအသွေးကိုမစစ်ဆေးပဲမြေပေါ်မှာတွေ့ရတဲ့တစ်တီတွေကိုကောက်ယူခဲ့ပါတယ်။သူကောက်ယူခဲ့တဲ့တစ်တီအများစုကတော့ပုတ်နေပြီးမကောင်းတဲ့တစ်တီတွေဖက်ကြပါတယ်။တတိယဝန်ကြီးကတော့ပြင်းရည်ပြီးမယိုးသားသူဖြစ်ကအခြားအကြံတစ်ခုစဉ်းစားခဲ့ပါတော့တယ်။ဘရင်ကအိတ်ရဲ့အရွယ်အစားနဲ့အလီးချိန်ကိုသာစစ်ဆေးလိမ့်မယ်။အတွင်းမှာရှိတဲ့အရာတွေကိုစစ်ဆေးမှာမဟုတ်ဘူးလို့သူထင်ခဲ့ပါတယ်။ဒါကြောင့်တစ်တီးတွေကိုရှာဖွေမဲ့အစားသူဟာသူ့ရဲ့အိတ်ထဲကိုအရွက်၆တွေကြောက်ခဲတွေနဲ့ပဲဖြည့်ခဲ့ပါတော့တယ်။ညနေအချိန်ရောက်တဲ့အခါမှာတော့ဝင်ကြီး၃ဦးစလုံးဟာသူတို့ရဲ့အိတ်တွေနဲ့နန်းတော်ကိုပြန်လာခဲ့ကြပါတယ်။ဘရင်ဟာအိတ်တွေကိုစစ်ဆေးရမယ့်အစားဖွင့်တော့ဖွင့်မကြည့်ခဲ့ပဲဝင်ကြီး၃ဦးစလုံးကိုရက်ပေါင်း30ထောင်ချဖမ်းဆီးဖို့သူ့ရဲ့အဆောင်တွေကိုအမိန့်ပေးခဲ့ပါတော့တယ်။ဒါအပြင်ဘရင်ဟာထိုကာလအတွင်းမှာသူတို့အစားအစာတွေမပေးဘဲသူတို့ရဲ့အိတ်တွေမှာရှိတဲ့အရာတွေနဲ့သာဒီရက်ပေါင်း30ကိုကုံဆုံးဖို့အမိန့်ထုတ်ပြန်ခဲ့ပါတော့တယ်။လက်ဆက်ပြီးအရသာရှိတဲ့တစ်သီးတွေကိုစုဆောင်ခဲ့တဲ့ပထမဝန်ကြီးကတော့သူ့ရဲ့စူးစမ်းအားထုတ်မှုနဲ့ရရှိခဲ့တဲ့တစ်သီးတွေကိုစားသုံးပြီးရက်ပေါင်း30ကိုတတောင့်တတနဲ့ကုံဆုံးခဲ့ပါတယ်။ပုံနေတဲ့တစ်သီးတွေကိုစုဆောင်ခဲ့တဲ့ဒုတိယဝန်ကြီးကတော့ရုန်းကန်နေရပြီးသူဟာအသက်ရှင်ဖို့အတွက်ပုံနေတဲ့တစ်သီးတွေကိုစားခဲ့ရတာကြောင့်ရက်အနှဲငယ်အတွက်နာမကျန်းဖြစ်ကနောက်ဆုံးမှာတော့သူဟာအသက်ရှင်ကြံ့ရစ်နိုင်ခြင်းမရှိခဲ့ပါဘူး။သူ့ရဲ့အိတ်ထဲကိုအရွက်6တွေကြောက်ခဲတွေနဲ့ဖြည့်ခဲ့တဲ့တတိယဝင်းကြီးကတော့စားစရာဘာမှမရှိခဲ့ပဲသူဟောထောင်အတွဲမှာပဲစားလောင်မသိကိုတန်းကြောင့်ရက်အနှဲငယ်အတွဲမှာတင်တေဆုံးခဲ့ပါတော့တယ်။တေဆုံးခြင်းမတိုင်မီမှာလေသူဟောသူ့ရဲ့ပြင်းရီးမှုနဲ့မယိုးသားမှုတို့အတွက်နှက်ဆိုင်စွာနောင်တရခဲ့ပါတော့တယ်။ဒီပုံမြင်လေးရဲ့ဆိုလိုရင်းကတော့ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေဟာအနာဂတ်ကိုဓာတ်ရိုက်အကျိုးသက်ရောက်စီကြောင်းသင်ကြားပေးနေပါတယ်။စူးစမ်းအားထုတ်မှုနဲ့ယူသားမှုတို့ဟာရေရှည်အကျိုးကျေးဇူးတွေကိုယူဆောင်လာပေးပြီးပြင်းရည်မှုနဲ့မယိုးသားမှုတို့ကတော့နောင်တနဲ့ရှုံးနိမ့်မှုစီကိုဦးတည်စေပါတယ်။ဒါကြောင့်အမဲရန်သင်ရဲ့အကောင်းဆုံးတွေကိုသာပေးပါ။ယူသားပါ။ပြင်းရည်မှုကိုရှောင်ကြည့်ပါ။အကြောင်းကတော့သင်ရဲ့ယနေ့လှုပ်ဆောင်မှုတွေကသာသင်အနာဂတ်ကိုပုံဖော်ပေးနေမှာဖြစ်ကြောင်းဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြတဲ့တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဒီဇလန်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံအပ်ပါတယ်။နောက်ပုံပြင်ဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်။